တန်းစင်းဆုံးဟာကျွန်တော်ကဘာပြတ်နေတဲ့အသင်းပါလို့ပြောနေဘူးကိုတော့အိမ်ဝင်းမှာနိုင်တဲ့နာဟို1-1တည်ကြသွားတယ်ဂရီနဗီကဝေဖန်တာဒီမန်ယူနီးပြအမိုရင်ကဘလို့ဖြစ်လို့နျူကာဆယ်နယ်တုန်းကနိုင်ခဲ့တဲ့ကစားကွက်ကိုသုံးမဲမဲနဲ့ဒီ3-4-3ကိုပြန်သုံးလိုက်တာတော်တော်မှားရုံးနဲ့ဆုံးဖြတ်ချက်ပဲဆိုနဗီကဒါဝေဖန်လိုက်အခုဒါကျွန်တော်တို့ list နဲ့တွေ့ပြီအစင်လာသမိုင်းတစ်လျှောက်မှာတော့ဒါနောက်ဆုံး10ချိန်ဇက်တိုက်ကတော့ဒါ list ကတော့မန်ယူမနိုင်ပါဘူးဟိုလက်တော်မှာ list ကတော့ဒါအိမ်ဝင်းခြေဆုံးပိုင်းအရန်ကောင်းနေတဲ့အနေထားမန်ယူကတော့ဒါအဝေးကွင်းမှာတော့ဒါဗီလာကိုနောက်ဆုံးရှုံးထားတယ်ပေါ့နော်အဝေးကွင်းပရီးမီးယားလိနောက်ဆုံးပွဲစဉ်မှာဆိုအခုဒီပွဲစဉ်က list နဲ့မန်ယူကကျွန်တော်တို့ကမန်ယူအတွက်ဟိုနည်းနည်းထပ်ပြီးတော့လေခက်ခဲလာနိုင်မယ်လို့ထင်တယ် list ကအိမ်ဝင်းမှာဆိုတော့လေ list ကစွမ်းဆောင်မှုကြီးတော့တမောဟုတ်တယ်တမောကြီးကိုကောင်းသွားတယ်သူကအနာနဲ့ဆေးနဲ့တွေ့သွားတယ်ဖြစ်သွားတယ်အဲ့လိုကိုယ်ပဲစလိုက်ဘိုးပေါ်နေတဲ့မန်ယူကအဝေးကွင်းဆိုခံစစ်ကအားနေဟိုဘိုးပေးရတယ်ပေါ့နော်ဘိုးပေးရတဲ့အနေထားရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ list ကအကောင်းဆုံးပုံစံရရောမန်ယူဘယ်လိုမှရှင်းနိုင်ရမလဲခုနကလူကကစားကွက်ကလည်းသူ့မှာမတိမကျင်းနဲ့လူကလည်းမစုံနဲ့ဆိုတော့မန်ယူနေနဲ့အမြင်ဆုံးတည်တယ်နောက်ကျွန်တော်အကြိုက်တဲ့အချက်လေးတစ်ချက်ကတော့ဗာလဲဆိုတော့ဒါကတော့ဗျာဟိုအစင်လာပိုင်းပေါ့ list ရဲ့အိမ်ဝင်းမှာမန်ယူနှစ်ချိန်စက်နိုင်ရတယ်သူတပိုင်းတစ်ဆောင်မှာ list ရဲ့အိမ်ဝင်းမှာပရီးမီးယားလိ3ချိန်စက်လိုက်မန်ယူတစ်ခါမှမနိုင်ဘူးဆိုတော့အဲ့လိုမျိုးအဲ့ဒါလေးပဲထည့်တွက်မယ်ဆိုရင် list ရဲ့လက်ရှိခြေစွမ်းဟိုတွက်မယ်ဆိုရင် list ဒီဘက်မှာအနည်းဆုံးတည်ရည်နဲ့နိုင်အောင်နိုင်တယ်လို့ကျွန်တော်ဆိုတော့ဒီ list မှာလည်းအဓိကကစားသမားကွင်းနိုင်မှာမပါလာတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့ကဟိုမန်ရဲ့ဈေးတန်းကဒီတက်ပို့ပြီးတော့ကျွန်တော်မြင်သိခြင်းနဲ့လက်ရှိအနေထားဆိုရင်နောက်တစ်ချက်ပြောရမယ်ဆိုရင် list ရဲ့အိတ်ကွင်းလုံးနိုင်စွမ်းအားကမန်ယူအဝေးကွင်းပွဲချိန်ကြီးခံစစ်ကတင်ကျင်ဖို့ဆိုတာမလွယ်ဘူးလို့ကျွန်တော်ထင်တယ်ဗျဟိုဘယ်လိုပဲဖြစ်ဖြစ်ကြေးရပဲတွေ့လက်ရှိ list ရဲ့ပုံစံကောင်းကိုမန်ယူအနေနဲ့ကျွန်တော်ကတော့တိတ်ပြီးတော့ပြောနေခြင်းဗျကျွန်တော် list ပဲကောင်းပါဗောနော်